ဒီပိုင်းမှာတော့တန်ဂျီရိုတယောက်ဟာမိတ်ဆာရဲ့ဘေးမှာခေါင်းဆောင်ကြီးဖြစ်တဲ့မူဇန်နဲ့စတင်ရင်ဆိုင်လိုက်ရပါတယ်။မျိုးပြကြီးရဲ့လူကြားထဲမှာမူဇန်ကိုတွေ့လိုက်ရပေမဲ့မူဇန်ကဘာမှမဖြစ်ခဲ့သလိုလူသွင်းပြောင်းပြီးသူ့မိသားစုနဲ့အတူအေးအေးဆေးဆေးနေပြနေရပါ။အဲ့ဒီအချိန်မှာပဲမူဇန်ကလမ်းဆောင်လမ်းလာလူတယောက်ကိုမိတ်ဆာအဖြစ်ရုတ်တရက်ပြောင်းလိုက်ပြလိုက်ပါတယ်။ထို့ကြောင့်မြို့ထဲမှာရွရွတဲတဲဖြစ်သွားခဲ့ရပါတယ်။တန်ဂျီရိုကရုတ်တရက်မိတ်ဆာဖြစ်သွားတဲ့သူအနေနဲ့တခြားသူတွေမတိုက်ခိုက်မိအောင်မနှဲထိချုပ်ထားတဲ့အချိန်မှာပဲမူဇန်ထွက်သွားတာကိုဒီအတိုင်းကြည့်နေခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီရုတ်တဲတဲဖြစ်နေတဲ့အချိန်ကြားထဲမှာပဲတန်ဂျီရိုဘက်ကရက်တီပေးမဲ့သူနှစ်ယောက်လာခဲ့ပါတယ်။အဲ့ဒါကတော့မိတ်ဆာဖြစ်ပေမဲ့ဆရာဝန်အဖြစ်နဲ့လူတွေကိုကူညီပေးနေတဲ့တာမာယုံနဲ့သူ့ရဲ့အကူအညီတပည့်လေးယူရှီရိုတို့ပဲဖြစ်ပါရဲ့ရှင်။တာမာယိုကတန်ဂျီရိုကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးသူတို့ရဲ့တီးသက်ပုံအရအိမ်စီကိုခေါ်ချသွားခဲ့ပါတယ်။တာမာယိုဟာရေးချက်တင်ရင်လှပတဲ့လောက်သူ့ရဲ့တပည့်လေးဖြစ်တဲ့ယူရှီရိုကတော့တာမာယိုဆန်ကလွယ်တလောကလုံးပလိမ့်မဲ့ဆိုတဲ့ပလိမ္မာလေးပဲဖြစ်ပါတယ်။ယူရှီရိုကတန်ဂျီရိုနဲ့နေစုကိုစစတွေ့ချင်းမှာပဲတောသားနဲ့တောသူမှာဆိုပြီးပလိမ့်ခဲ့ပါတယ်။သူ့ကိုပြောတာကိစ္စမရှိပေမဲ့သူညမလေးကိုထင်ရင်တိမခံနိုင်တဲ့တန်ဂျီရိုတယောက်ဟာလည်းသူညမလေးနေစုကိုဟာရွာမှာအချောဆုံးလှဆုံးဖြစ်တဲ့အပြင်အခုလိုမျက်နှာထားဖြစ်နေရခြင်းမှလည်းအဇက်ကဝါစုကြောင့်မှာဆိုပြီးဆက်ထိမခံအသေးအသက်ပြန်လဲပြနေပါတော့ရဲ့ရှင်။အဲ့ဒီမှာပဲတန်ဂျီရိုကနေစုကိုလူပြန်ဖြစ်အောင်လုပ်ပေးနိုင်မယ့်နီလန်ကိုတာမာယုံနဲ့တိုင်မဆွေးနွေးခွင့်ရခဲ့ပါရဲ့ရှင်။တာမာယိုကနေစုကိုကုသပေးဖို့ဆိုရင်မူဇန်နဲ့နီးစပ်တဲ့မိစ္ဆာတွေရဲ့သွေးနမူနာတွေကိုစုဆောင်းပေးဖို့တန်ဂျီရိုကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အေးစစ်စစ်စကားပြောလို့မပြီးသေးခင်မှာပဲမူဇန်စေလွတ်လိုက်တဲ့တိုက်ခိုက်ရေးမိစ္ဆာနှစ်ကောင်ဖြစ်တဲ့ဆူဆာမောင်နဲ့ယာဟာဘာဒိုလို့ခေါ်တဲ့မိစ္ဆာနှစ်ကောင်ဟာရောက်ရှိလာခဲ့ပြီးတာမာယိုရဲ့အိမ်ကိုပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်ပါတော့ဘောလုံးနေနဲ့ပိခတ်တိုက်ခိုက်နေတဲ့မိစ္ဆာမလေးရဲ့တိုက်ခိုက်တွေကြောင့်အိမ်လုံးပျက်စီးသွားခဲ့ရပြီးအားလုံးအန်နီယန်နဲ့ရင်ဆိုင်လိုက်ရပါတော့တန်ဂျီရိုနေစုကိုတာမာယိုနဲ့ယူရှီရိုလေးယောက်ပေါင်းပြီးဒီပြင်းထန်တဲ့တိုက်ပွဲကိုဘယ်လိုဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းမှာဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်နော်